တူတောင်ဟောင်းရဲ့အိမ်မက်40ကျွန်တော်နာမည်ကျော်စွာပါဒီဖြစ်ရက်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကရန်ကုန်မြို့ရဲ့စင်ကြေပုံရက်ကွက်တစ်ခုမှာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်တစ်ခုပါအဲ့ဒီတုန်းကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကိုမင်းတို့နယ်ကနေရန်ကုန်ကိုအလုပ်တက်ဖို့ရောက်လာကြတာပါနယ်ကလာတာဆိုတော့နေစရာအိမ်ကအဓိကပြဿနာပေါ့အဲ့ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဇီးအရန်ပေါ့တဲ့အိမ်ဟောင်းကြီးတစ်လုံးကိုကျွန်တော်တို့ငှားရခဲ့ပါတယ်အိမ်ကြီးကဝရန်တာတွေတန်တကားတွေနဲ့ရှေးကြကြအိမ်ကြီးတစ်လုံးမှာအိမ်ရှင်ကတော့အသက်60ကျော်အရွယ်ဒေါ်အေးဆိုတဲ့အဖွားကြီးတစ်ယောက်ပေါ့သူကအပေါ်ထက်မှနေပြီးကျွန်တော်တို့ကိုအောက်ထက်မှငှားထားတာပါအိမ်ထဲကိုစဝင်ကလေးကတမျိုးကြီးပဲဗျာနေခင်းကြောင်တောင်တောင်မှာအိမ်ထဲမှာအေးစိမ်နေပြီးအနံ့တစ်ခုကအမြဲဆွဲနေတတ်တယ်ပို့စော်နန္တာမျိုးမဟုတ်ပဲဖျားပန်းညိုးနံလိုလိုဟောင်းနှွမ်းနေတဲ့အဝတ်စားနံလိုလိုအနံ့မျိုးပေါ့ပထမအဦးဆုံးညမှာတင်ကျွန်တော်တို့စကြုံရပါပြီည7 နာရီလောက်မှာကိုမင်းကတော့ဟောက်ပြီးအိပ်ပျော်နေပြီကျွန်တော်ကတော့အိယာအစ်စ်မှုတ်လို့လားမသိဘူးအိတ်မပျော်ပဲလူးလိမ်နေတော့မှရုတ်တရက်အပေါ်ထက်ကနေဝုန်းဝုန်းဆိုပြီးပြေးလွှားနေတဲ့အထန်ကြီးကြားလိုက်ရတယ်ခလီးတယောက်ပြေးနေတယ်လို့မျိုးပဲကျွန်တော်လဲဒေါ်အေးရဲ့မီးလေးမြောက်လာလို့တွေးမိသေးတယ်ဒါပေမဲ့ဒေါ်အေးကတယောက်ထဲနေတာလीအဲ့ဒီအတန်ပြီးတော့ရှတ်ရှတ်ဆိုပြီးကျွန်တော်ကုတင်အောက်ကနေတခုခုကိုကုတ်ချစ်နေတဲ့အတန်ထက်ကြားရပြန်တယ်ကျွန်တော်ကြောက်ကြောက်နဲ့ငုံကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ဆောင်ကိုတစုံတစ်ယောက်ကအောက်ကနေအားနဲ့ဆွဲချလိုက်တာခံလိုက်ရတယ်ကျွန်တော်လန့်ဖြတ်ပြီးထအော်တော့ကိုမင်းနိုးလာတယ်သူကတော့ကျွန်တော်ကိုမင်းအိတ်မက်ရောင်တာပါဆိုပြီးပြန်အိတ်သွားတာပေါ့နောက်နေ့မနေ့လမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာထိုင်တော့ဆိုင်ရှင်ဦးလေးကြီးကကျွန်တော်တို့ကိုစူးရင်တကြီးမေးတယ်မောင်ရင်တို့အဲ့ဒီအိမ်မှာအိတ်လို့ပျော်ရဲ့လားတဲ့အဲ့ဒီတော့မှသူကပြောပြတာကျွန်တော်တို့ငှားနေတဲ့မြေကအရင်ကသူ့တန်ဟောင်ဖိတ်ခဲ့တာတဲ့ပြီးတော့ဒေါ်အေးရသမီးနဲ့မြေးလေးဟာလွန်ခဲ့တဲ့9 နှစ်ကအဲ့ဒီအိမ်မှာပဲမီးလောင်ပြီးဆုံးသွားခဲ့တာဒေါ်အေးကအဲ့ဒီနောက်ပိုင်းစိတ်ဝေဒနာခံစားနေရပြီးသူ့သမီးတို့ရှိနေသေးတယ်လို့ထင်နေတာတဲ့ကျွန်တော်တို့အိမ်ပြန်ရောက်တော့အိမ်ထဲမှာထူးဆန်းတာတစ်ခုတွေ့ရပြန်တယ်ဒေါ်အေးကထမင်းဝိုင်းကြီးပြင်ထားတယ်သူကတယောက်တည်းထိုင်နေတာမဟုတ်ဘူးဗျာလီလေးကိုကြည့်ပြီးသမီးဓာလီစားလိုက်အောင်ဓာလီအသားလီဖဲ့စားအောင်ဆိုပြီးစကားတွေပြောနေတာကျွန်တော်တို့ဖြတ်သွားတော့သူကလွှဲ့ကြည့်ပြီးမောင်ရင်တို့လဲလာစားလီငါသမီးကမောင်ရင်တို့နောက်မှာရက်နေတာကြာပြီတဲ့အဲ့ဒီစကားကြားလိုက်တဲ့အချိန်မှာကျွန်တော်ကြောရိုးတဲ့အကြီးစိတ်တက်သွားတာပဲအဲ့ဒီညမှာပဲအကြီးကျယ်စကြုံရတော့တယ်မိုးကလည်းတီးတီးမဲမဲရွာနေတဲ့ညပေါ့မီးကပြတ်သွားပြီးအင်ကြီးတစ်လုံးလုံးမှွန်အတိကျသွားတယ်ကိုမင်းကဖယန်းတိုင်ရှာဖို့မီးဖို့ကြောင်းနဲ့တွားတော့အာဆိုပြီးအော်ထန်ကြီးကြားလိုက်ရတယ်ကျွန်တော်ပြေးသွားကြည့်တော့ကိုမင်းကကျမ်းပြင်ပေါ်မှာလဲနေပြီးသူ့ခြေထောက်မှာလက်သေးနာကြီးတွေနဲ့သွေးတွေထွက်နေတာအဲ့ဒီအချိန်မှာပဲအပေါ်ထက်လေကားကနေဖြည်းဖြည်းချင်းဆင်းလာတဲ့ခြေတံကိုကြားရတယ်ကျွန်တော်တို့မီးအိမ်နဲ့လှမ်းထိုးကြည့်လိုက်တော့ဖယားမြင်လိုက်ရတဲ့မြင်ကွင်းကအခုထိမျက်စီတွေကမထွက်ဘူးဒေါ်အေးမဟုတ်ဘူးတကူလုံးမီးလောင်ကျွမ်းနေတဲ့အရေပြားတွေနဲ့မင်းကလေးတစ်ယောက်သူ့လက်ထဲမှာလဲမျက်လုံးအိမ်ကြီးတွေပဲပါတဲ့ကလေးတစ်ယောက်ကိုခြိထားတာသူတို့ကကျွန်တော်တို့စီကိုဖြည်းဖြည်းချင်းတိုးလာရင်မသွားပါနဲ့ငါတို့နဲ့အတူနေပါဆိုပြီးအကွဲကွဲအထန်ကြီးနဲ့ပြောနေတာကျွန်တော်တို့ဘာဖြစ်စီမှမယူတော့ပဲအိမ်ရှိတကားကိုဝုန်းခနဲ့ဖွင့်ပြီးမိုးတဲ့လေထဲမှာအသက်လူပြေးခဲ့ကြတယ်နောက်ကိုလွှဲ့ကြည့်လိုက်တော့ဝရန်တာမှာဒေါ်အေးနဲ့အတူဟိုသားမိနှစ်ယောက်ကရက်ကြည့်နေတာကိုလျှက်စစ်အလောင်းတောင်ထဲမှာမြင်လိုက်ရတယ်အခုဆိုရင်အဲ့ဒီအိမ်ကြီးကခြုံရွယ်တွေပိတ်ပေါင်းပြီးလူသူမနီးတဲ့အိမ်ပြက်ကြီးဖြစ်နေပါပြီဒါပေမဲ့ရက်ွက်ထဲကလူတွေကတော့ညဘက်ဆိုရင်အဲ့ဒီအိမ်ထဲကနေခလေးရည်တန်တွေနဲ့မင်းကလေးတယောက်ရဲ့တချင်းဆိုတန်တွေကိုကြားနေတော့ပဲလို့ဆိုကြပါတယ်ကျွန်တော်ကတော့အဲ့ဒီလမ်းထဲကိုတောင်နောက်တစ်ခါမှမချီရက်တော့ပါဘူး
ဒီလိုဇလန်းကောင်းတွေအမြဲတမ်းနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားနေပါနော်